ရွှေစည်းတက်ကြခံမဲ့တဲ့နေရာမှာအရန်ကိုအထောက်အကူဖြစ်စေတဲ့ RSI indicator ဖုန်းထဲမှာဘယ်လိုမျိုးထည့်သွင်းရမလဲဆိုတဲ့အကြောင်းနဲ့ indicator လေးကိုကြည့်ပြီးတော့ဘယ်လိုမျိုးအကြောင်းဝယ်လို့ရမလဲဆိုတာလေးကိုပြပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးတော့ပါကြိုက်နေတဲ့ဆိုရင်အခုဗီဒီယိုလေးကို save ထားလိုက်ပါကဲတော့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်အရင်ဦးဆုံးကျွန်တော်တို့ RSI indicator လေးကို Android ဖုန်းထဲမှာအရင်ဆုံးထည့်ပြပေးမယ်ဆိုတော့ Android ဖုန်းထဲမှာကျွန်တော်တို့ဒီ indicator လေးကိုထည့်သွင်းဖို့အတွက် metadata file ကိုအရင်ဆုံးဖွင့်ထားပေးပါ metadata file ကိုဖွင့်ထားပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာပါတယ်ပေါ့နော်ဒီဒုတိယစာမျက်နှာ6စာမျက်နှာကိုရွေးထားပေးပါရွေးထားပြီးလို့ရှိရင်ကျွန်တော်ရပါပြီဆိုတော့ပုံမှန်အပြင်ဗျာကျွန်တော်တို့ဒီ trade indicator တွေကဖုန်းထဲမှာရှိကောင်းရှိနေတယ်ဆိုတော့ဒါလေးကျွန်တော်အရင်ဖြတ်မယ်ဖြတ်ပြီးတော့မှာပဲ RSI indicator လေးထည့်ပြီးတော့မှလေ့လာကြတာပေါ့နော်ဆိုတော့ဟုတ်ပြီအရင်ရှိတဲ့ indicator တွေဖြတ်ဖို့အတွက်ဒါမှမဟုတ် RSI indicator ကိုထည့်ဖို့အတွက်ဆိုရင်အပေါ်မှာပြထားတဲ့ line တွန်းနဲ့ညင်ချောင်းလေးတွေမျိုးလေးပုံစံတွေကျွန်တော်နှိပ်ပေးပေါ့နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်အရင်တော့ထည့်ထားတဲ့ indicator တွေပါလိမ့်မယ်ဆိုတော့ပြန်ဖြတ်မယ်ဆိုရင်ဖြတ်လို့ရပါတယ်မဖြတ်ဘဲနဲ့ဒီတိုင်းထားပြီးတော့မှကိုယ်ဆက်ကြည့်တယ်ဆိုရင်လည်း RSI indicator ကိုတစ်ခါထည့်ပြီးတော့မှဆက်ကြည့်ပေါ့နော်ကဲဟုတ်ပြီဒီမှာကျွန်တော်အမှိုက်ပုံစံလေးပါမယ်ပြီးရင်အမှန်ချစ်ပုံစံလေးထည့်မယ်ထည့်ပြီးတော့လို့ရှိရင်အမှိုက်ပုံလေးပဲပြန်နှိပ်ပါဒါဆိုရင် indicator ပြတ်သွားပါပြီကဲတော့ indicator ကျွန်တော်ထည့်သွင်းမယ်ဆိုရင် main chart ရဲ့ဘေးက F အပေါင်းနှိပ်မယ်ဆိုတော့နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ရှာရမှာက relative stress index ဆိုတဲ့ indicator လေးကိုကျွန်တော်ရှာရမယ်ဒီကောင်လေးကိုရွှေ့လိုက်ပါ relative stress index เนาะ setting လေးကျွန်တော်မပြောင်းတော့ဘူးပြီးအပေါ်မှာပါတဲ့ save ကိုတန်းပြီးတော့မှနှိပ်လိုက်မယ်ဆိုရင်ဒါ indicator လေးကျွန်တော်ထည့်သွင်းပြီးသားဖြစ်သွားပါလိမ့်မယ် back လို့လေးနှိပ်ပြီးတော့မှပြန်ထွက်လိုက်ပါဒါကတော့ Android phone မှာ RSI indicator ကိုဘယ်လိုမျိုးထည့်သွင်းရလဲဆိုတဲ့အပိုင်းလေးကိုပြပြပေးသွားတာဖြစ်ပါတယ်ဆိုတော့ iOS တွေကျွန်တော်စပြီးတော့မှကြည့်လိုက်ရအောင်เนาะ iOS မှာဆိုရင်လည်းအတူတူပဲကျွန်တော်တို့မှာ indicator တွေအရင်တော့ထည့်ထားရရှိရဆိုရင်အရင်ဆုံးကျွန်တော်ကဒီ indicator တွေကိုပြန်ဖြတ်ပြီးတော့မှ RSI ထည့်မယ်ဆိုလည်းရတယ်ဆိုတော့ရှိပြီးသား indicator တွေကိုမှပဲကျွန်တော် RSI ထပ်ပြီးတော့မှထည့်မယ်ဆိုလည်းအဆင်ပြေပါတယ်ဒါတော့လူကြီးမင်းတို့ကြည့်ရတယ်ဆိုရင်ထည့်ပါအကယ်ကွာ RSI ပဲကြည့်မယ်ဆိုရင်တော့အရင်ဟာတွေပြန်ဖြတ်ဖို့လိုပါတယ်ဆိုတော့ RSI indicator ထည့်တော့မယ်ကျွန်တော်indicator တွေရှိနေသည်ဖြစ်စေမရှိသည်ဖြစ်စေဘယ်စာမျက်နှာတွေထည့်မလဲဆိုရင်ဟိုဘက်အပေါ်ဘက်ချမ်းမှာပါတဲ့ F ပုံစံတွေကိုနှိပ်ပါနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့အရင်တော့ထည့်ထားတဲ့ indicator တွေပါပါလိမ့်မယ်ဆိုတော့ဒီ indicator တွေပြန်ဖြတ်ဖို့အတွက်ပြီးမှ edit လုပ်လေးပါတယ်နှိပ်ပါနှိပ်ပြီးရင်ဒီမှာပါတဲ့အနှုတ်လေးတွေကိုနှိပ်ပြီးတော့မှ delete နှိပ်လိုက်မယ်ဆိုရင်ရပါပြီဒါ indicator တွေကိုပြန်ဖြတ်တဲ့ပုံစံဖြစ်ပါတယ် okay အကုန်လုံးပြတ်သွားပြီဆိုရင်တော့ကျွန်တော်တို့မှာ main window ပဲကျန်ခဲ့မယ် back ကိုပြန်နေပြီးထွက်လိုက်ပါပြန်စစ်ကြည့်ရပါကျွန်တော်တို့မှာ screen မှာဘာ indicator မှမရှိတော့ဘူးဒါဆိုကျွန်တော် RSI indicator ဆက်ပြီးတော့မှထည့်လို့ရပါပြီ RSI indicator ထည့်မယ်ဆိုရင်အပေါ်မှာ F ပုံစံလေးပါတယ်နှိပ်ပါနှိပ်ပြီးသွားရင်မိဝင်တွဲပေးမှာအပေါင်းလေးပါတယ်ထပ်နှိပ်မယ်ပြီးရင်အောက်နားလေးကျွန်တော်နည်းနည်းဆင်းပြီးတော့မှ relative stress index ဆိုတာလေးကျွန်တော်ရှာလိုက်ပါမယ်နော် relative stress index ဆိုတာဒါလေးကျွန်တော်နှိပ်လိုက်မယ်အတူက RSI ပေါ့နော်ဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့ကအမှန်ကြီးလေးနှိပ်ပြီးတော့မှထည့်လိုက်မယ်ဆိုရင်အောက်မှာ RSI indicator လေးပေါ်လာမှာဖြစ်ပါတယ်ဆိုတော့ဒါက Android iPhone RSI indicator လေးကို software ထဲမှာဘယ်လိုမျိုးထည့်သွင်းရလဲဆိုတာလေးကိုပြပြသွားတာဖြစ်ပါတယ်ကြတော့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်ကျွန်တော်တို့ဖုန်းထဲမှာ RSI indicator ထည့်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီလိုပုံစံတိုင်းလေးစပြီးတော့မြင်ရနိုင်မယ်ဆိုတော့ Android ပဲဖြစ်စေ iPhone ပဲဖြစ်စေ RSI indicator ဒီကျွန်တော်တို့ပုံမှန် candlestick တွေရဲ့ကြားထဲမှာသွားတဲ့ပုံစံမျိုးပဲနဲ့သူကအောက်မှာတီးခြားတည်ရှိမဲ့ indicator ပုံစံဖြစ်ပါမယ်ဆိုတော့တောက်မှာတော့ RSI logo လေးပါလိမ့်မယ်ပေါ့နော် Okay ကျွန်တော်တို့ကဒီ RSI indicator လေးကိုစပြီးတော့မှတွေ့လိုက်ပြီဆိုရင်ဒီ RSI indicator လေးကသူဒီ market ထဲမှာဝယ်လိုအားများနေလားရောင်းလိုအားများနေတာဆိုကိုပြပေးတဲ့ indicator အမျိုးအစားလေးဖြစ်ပါတယ်ဆိုတော့ RSI indicator မှာကကျွန်တော်တို့ဖုန်းထဲမှာထည့်လိုက်ပြီဆိုရင်အခုလိုမျိုးအောက်ဖက် channel မှာအပြာရောင်လှိုင်းတွန်းပုံစံမျိုးလေးနဲ့မြင်တွေ့ရနိုင်မယ်ကျွန်တော်တို့ဆေးရုံဆေးခန်းတွေမှာပေါ့နော် ECG ရိုက်တဲ့ပုံစံမျိုးလေးပေါ့ဗျာမှာနှလုံးခုန်လုံးတိုင်းတဲ့ပုံစံလိုမျိုးလေးဒါမျိုးလှိုင်းတွန်းပုံစံမျိုးလေးနဲ့သွားတာကိုမြင်တွေ့ရပါလိမ့်မယ်ကဲကျွန်တော် RSI indicator လေးအကြောင်းကိုအသေးစိတ်စပြီးတော့မှကြည့်အောင်အခုပြောပြပေးသွားတဲ့အကြောင်းအရာတွေကတော့ RSI indicator လေးကိုဖုန်းထဲမှာဘယ်လိုမျိုးထည့်သွင်းရမလဲဆိုတဲ့အကြောင်းနဲ့ RSI indicator ရဲ့သဘောတရားအကြောင်းတွေပဲဖြစ်ပါတယ်ဆိုတော့ RSI video လေးကိုကျွန်တော်အပြည့်အစုံကြည့်ချင်တယ်ဆိုရင်ကျွန်တော်စီမှာ video class app ပြီးတော့မှ video class ရဲ့ group ထဲမှာအသေးစိတ်ဝင်ပြီးတော့ကြည့်ပြီးတော့မှလေ့လာလေ့ကျင့်လို့ရပါတယ်ဆိုတော့ကျွန်တော်စီမှာ video class app ပြီးတော့လို့ရှိရင်နောက်ထပ်ပြီးတော့မှသင်ပေးမဲ့ indicator တွေရဲ့အကြောင်းတွေကိုလည်းအပြည့်အစုံထပ်ပြီးတော့မှကြည့်လို့ရအောင်ဖြစ်လို့ video class ကတစ်ခါ app ပြီးတော့လို့ရှိရင်နောက်ထပ်တင်သမျှ video တွေကို update ဆက်တိုက်ထပ်ပြီးတော့မှရာသက်ပံကြည့်ရှုလို့ရမှာဖြစ်ပါတယ်ဆိုတော့အခုပဲကျွန်တော်တို့ video class ကို app ပြီးတော့မှကမ္ဘာရွှေစည်းလုံးနဲ့ပတ်သက်တဲ့အတက်ကြခံမဲ့တဲ့ indicator အကြောင်းကိုလေ့လာလိုက်ရအောင်ကြည့်တော့ video မှာပြန်လည်ပြီးတော့မှဆောက်ပြပါမယ်